နောက်ဆုံးပိတ်နေ့ခင်ဗျားတို့ကျွန်တော်အလုံးမအားလို့မရကြတာဒါမှမဟုတ်ရတယ်တိချောင်းမှာတိချောင်းကျွန်တော်မအားလို့မတင်ဖြစ်တာဖုန်းနံပါတ်ကလေးရေးတင်ထားတယ်ခင်ဗျားတို့ကခေါ်လည်းမခေါ်ဘူးမက်ဆေ့လည်းမပို့ဘူးလေပတ်စံလည်းမတောင်းပန်တဲ့ဒီမှာကျွန်တော်ပြမယ်နော်ကျွန်တော်ဒီအင်္ဂါနေ့မှာချိပရိတ်အပိုင်ပြီးတယ်ကျွန်တော်တစ်ခွန်ရဲ့80ချိပြောက်ဒီမို့လို့တစ်ခွန်ရဲ့80ကျွန်တော်ပြီးဒီမှာကိုလို့ဘူးထွက်တယ်ညနေကျွန်တော်ပြီးတယ်တစ်ထိပ်နဲ့6ကွက်တစ်ခွန်ကြီးနေ18မိနစ်30ပြောင်းသွားတယ်တစ်ဆိုကိုပေါက်တယ်တစ်5ဆိုလည်းပေါက်တယ်တစ်6ဆိုလည်းပေါက်တယ်တစ်ထိပ်နဲ့ကျွန်တော်ပြီးရနော်ဒီမှာကျွန်တော်3ထိပ်3တစ်ခွက်ထဲပြီး3ရှစ်တယ်နော်ဒီမှာ9နှစ်ပြီးတယ်ထဲထွက်တယ်ကျွန်တော်ဒီနေ့မှာအင်္ဂါနေ့မှာဒီပတ်အင်္ဂါနေ့မှာကျွန်တော်5ပရိတ်မွေးပရိတ်ဆိုပြီးပြီးတာ5ပရိတ်ထွက်တာဒီမှာ1ကွက်2ကွက်3ကွက်4ကွက်5ကွက်5ပရိတ်5ကွက်တော့ကြာကျွန်တော်ပြီးရဒီမှာကျွန်တော် YouTube မှာဝင်ကြည့်ကျွန်တော် YouTube 5ကွက်ကိုလာတယ်နော်မွေးပရိတ်ဒီတောက်ကြနေကိုပါဝါထွက်ရင်ပါဝါပဲပြန်ပိတ်ပြီးဒီမှာ4ခုတစ်ချောက်မိတ်ဆွေတို့ကနမမထားလို့ဒီမှာ3.5တစ်ချောက်ဘာဖြစ်ဖြစ်စေခွက်ဆိုင်ဘာဖြစ်စေခွက်တိုက်ကိုဒီမှာဒီ4နဲ့ဒီ1နဲ့ပေါင်းတော့ဒီ9နဲ့ဒီ6နဲ့ပေါင်းတော့လေမှာပဲအဲ့တော့စေခွက်ဆိုင်ဘာထည့်တဲ့နှလုံးဒီမှာမနက်ခင်းကထွက်တာ4ကိုဒီမှာ2ထည့်ရင်နှလုံး6နှစ်နောက်ကခွန်ထည့်ရင်9နဲ့9နဲ့ဆိုနှလုံး6စေခွက်ဆိုင်2ခွန်ဘာထည့်တဲ့ပါပါအဲ့တောက်ကြနေအားထူးလို့ပေါ့ကနန်းဒီမှာ3ချစ်လို့ထည့်လိုက်ရင်လေ4နဲ့3နဲ့ပေါင်းခြင်းခွန်ဒီ9နဲ့ဒီနောက်ပိတ်8နဲ့ပေါင်းခြင်းရတယ်ခွန်ပဲအဲ့တော့ဒီမှာ3.5လို့ထည့်လိုက်ရင်လေနှလုံး3.5လို့ထည့်လိုက်ရင်လေဒီ4နဲ့ဒီ3နဲ့ပေါင်းရင်4ဒီ9နဲ့5နဲ့ပေါင်းရင်4ဘာဖြစ်စေကကျွန်တော်အဲ့နေ့ကဘာဖြစ်ဖြစ်ပါဝါဆိုင်မလို့ကျွန်တော်ဒီ4ခုထွက်တဲ့နေရာမနေ့ကမှန်းကိုတစ်6လို့တစ်6ထွက်တစ်6ကိုတသိန်းမှုထိုးလို့ကျွန်တော်ပြောညနေကျမှထွက်တာအဲ့နေဒီတောက်ကြနေဘူးတစ်ပတ်လဲကျွန်တော်ညနေကမအားလို့ခင်ဗျားတို့ပေါ့အားရင်ပေါက်တယ်ဒီမှာကျွန်တော်ပြမယ်နော်ဒီလေးကျွန်တော်ပြမယ်မရဘူးဒီလေးဒီပါပါကိုဒီ1ရယ်ဒီ3ရယ်ဒီ5ရယ်9လားဒီ6ရယ်2ရယ်1ရယ်3လုံး9ပါအဲ့ကိုဒီ3ပါပါကိုဒီ4ရယ်ဒီ3ရယ်ဒီ4ရယ်8တာ1 5 2နဲ့3လုံး8တာဒီ1ကျွန်တော်8ထိပ်ပြရနော်ဒီမှာ8ထွက်တဲ့ခွင်8ခုဆိုအများကြီးရမှာကျွန်တော်ဒီ1ပါပါကိုဒီ6ရယ်ဒီ2ရယ်ဒီ8ရယ်
လျှောက်တာဒီ1ရဲ့ဒီ9ရဲ့ဒီမှာတုံညထည့်ရမှာလေကျွန်တော်30 main ပေးရ30 80 main ပေးရအဲ့တော့မလာဘူးဗျဒီ1ပါပါ6ရဲ့2ရဲ့ချစ်ရဲ့လျှောက်တာဒီ1ရဲ့9ရဲ့ဒီတုံညရဲ့3လုံး6ပါ30ကျွန်တော်တင်ထိုးခိုင်းတာ30နဲ့80เนาะခွန်ကပြောက်တိမှုလို့တင်ထိုးခိုင်းတာမလာဘူးဒီမှာ9 4 9 9ရဲ့4ရဲ့9ရဲ့3လုံး8ပါပါဒီ9ရဲ့တပင်ကျော်ကဟိုက်4ရဲ့2လုံး3ဒီ9ရဲ့ဒီ3ရဲ့ဒီ6ရဲ့3လုံးပေါင်းရင်8ပါပါဒီ3ရဲ့ဒီ3ရဲ့3လားဒီ3ရဲ့ဒီ3ရဲ့ဒီ9ရဲ့3လုံး8ပါပါ2လုံး3ဒီ2ရဲ့ဒီ8ရဲ့ဒီ8ရဲ့ဒီက2ရဲ့ဒီ2ရဲ့ဒီ8ရဲ့ဒီ8ရဲ့3လုံး8ပါပါဒီ2ရဲ့ဒီ1ရဲ့3တစ်ထိပ်ဒီ6နှစ်ထိပ်ကျွန်တော်ပေးတာ10ခွက်ဆိုင်လည်းမိလို့နောက်ပြီးနောက်ပိတ်ဆက်ကလည်းလှတယ်အပင်တိုးလေးဒီ4ရဲ့ဒီ8ရဲ့ဒီ4ရဲ့ဒီ8ရဲ့ဒီတုံညရဲ့ဆက်ကလေး3လုံး2ဒီမှာ2နောက်ပိတ်ဒီ8ရဲ့ဒီ9ရဲ့ဒီ3ရဲ့3လုံးပေါင်းရင်6အဲ့6ဟာမှာအပိတ်နော်မေဆိုလို့နောက်ပြီး10ခွက်ဆိုင်တောက်ကြနေ့ကဘယ်တော့ဖြစ်ဖြစ်မှတ်ထားကြခင်ဗျားတို့ပါဝါမနက်ခင်းပိုင်းထွက်ရင်ပါဝါနဲ့ပဲပိတ်မနက်ခင်းပိုင်းညီကိုဆိုညီကိုနဲ့ပဲညနေပိတ်တယ်မနက်ခင်းပိုင်းဘူးဆိုဘူးပဲပိတ်တယ်10ပိတ်သူ10နဲ့ပိတ်10ပိတ်နဲ့ပိတ်ပြရများတယ်နောက်ပြီးခင်ဗျားတို့နမူနာမထားဘူးဒီမှာခွန်ပြောက်တယ်ခွန်ပရိတ်နဲ့ပိတ်ပြီးဒီမှာလည်းခွန်ပြောက်တယ်ခွန်ပရိတ်နဲ့ပိတ်ပြီးဒီချောင်းနဲ့ပိတ်ပြီးဒါလည်း10ခွက်ဆိုင်ပဲဒီမှာ3ည5ဆိုတော့ကျွန်တော်တစ်ထိပ်နဲ့ထိကင်ထားတော့6ပိတ်လိုက်ရတော့ကျွန်တော်တစ်6ကိုထိုးပြီးပေါ်ပါကျွန်တော်3လုံးညောက်ပေါ့လေကျွန်တော်ဒီမှာ3ည10ခွက်ဆိုင်3ညနဲ့1နဲ့ပေါင်းတော့ဘာထဲတယ်ပါ10ခွက်ဆိုင်က3ညနဲ့1နဲ့ပေါင်းတော့1အဲ့7ပြအောင်ဒီမှာ9ရှိတဲ့အတွက်1ပြအောင်နောက်ပိတ်က6ပါ1 6ဒီမှာ3ညဒီမှာ2ခုလို့ထည့်မယ်နော်1 6မဟုတ်ဘူး2ထည့်လိုက်ရင်3ညနဲ့2နဲ့ပေါင်းရင်ခွန်3ညနဲ့3ညနဲ့ဒီ2နဲ့ပေါင်းရင်2နောက်ပိတ်ကခွန်ထည့်မှာဆိုဒီ9နဲ့ဒီခွန်နဲ့ပေါင်းတော့2ဘာထည့်တဲ့10ခွက်ဆက်ကပါဒီမှာ3လို့ထည့်မယ်နော်3ရှိလို့ထည့်မယ်ဒီ3ညနဲ့ဒီ3နဲ့ပေါင်းရင်လည်း3ဒီ9ရဲ့ဒီနောက်ပိတ်နဲ့8နဲ့ပေါင်းရင်လည်း3ပဲဘာထည့်တဲ့10ခွက်သက်ပါပါလေဒီမှာ4 9လို့ထည့်လိုက်မယ်နှလုံး4ဒီ9နဲ့နောက်ပိတ်9နဲ့ပေါင်းတော့လေ4 50လို့ထည့်မယ်ဒီ3ညနဲ့ဒီ9နဲ့ပေါင်းတော့5ဒီ3ညနဲ့ဒီ9နဲ့ပေါင်းတော့5ဒီ9နဲ့နောက်ပိတ်3ညနဲ့ပေါင်းတော့လေ5ပဲဘာထည့်တဲ့10ခွက်စားခင်ဗျားတို့နမူနာမထားဘူးအခုကျွန်တော်လည်းဦးလေးမင်္ဂလာဆောင်ပြီးတော့လောက်ကူနေတာလောက်ကတောင်းမစီပဲဖြစ်သွားတာပုံနေရကပုံလိုက်လို့နေရတော့လေမအားလို့ကျွန်တော်အားရင်ခင်ဗျားတို့အကုန်ချီရမှာကြုံမယ်ဖုန်းခေါ်ဆိုခေါ်ကြဘူးဒီမှာကဏ္ဍအတိတနီကျွန်တော်ပြမယ်နော်ဒီ9ကိုနှလုံး4မိနစ်ဘူးလားဒီညက်နေတော့ကိုနော်ဒီ9ကိုနှလုံး4ဒီညက်နေတော့ကို4ရဲ့9ရဲ့တက်လိုက်အဒီခင်ဗျားတို့ကဏ္ဍချင်းအောင်ပြောပြ4ကိုအဒီဒီ9ရဲ့ပေါင်းတော့နှလုံး8ပါပါတော့8တုံးဒီညက်နေ
ဒီ1ရယ်ဒီ6ရယ်နှလုံးပေါင်းခြင်းခွန်ဒီညက်နေကို40ထွက်တဲ့ညက်နေကိုခွန်2ဒီအဒီဒီ1ရယ်ဒီ9ရယ်နှလုံးပေါင်းခြင်း6အဲ့6ဒီ6ဒီအဒီဒီ4ရယ်ဒီ9ရယ်နှလုံးပေါင်းခြင်း3 3 8ဒီအဒီညက်နေဒီ6ရယ်ဒီ3ရယ်ညမဖောက်ပါနော်နှလုံးပေါင်းခြင်း9 9လေးဒီအဒီဒီမှာ9ဖောက်ပါတစ်ချက်နော်အဲ့ဒါခင်ဗျားတို့ကနန်းကျင်းတယ်တကွန်တယ်လီပဲပေါက်ဒီဟိုထွက်တဲ့အပတ်တွေအကုန်လုံးလိုက်ကြည့်ခင်ဗျားတို့နော်မဖောက်ဘူးဒီ9ရယ်ဒီတုံညရယ်နှလုံးပေါင်းခြင်း9တုံညလီအဒီညက်နေကနန်းကျင်းအောင်ပြောပြနော်ကျွန်တော်ဒီ4ရယ်ဒီ2နှလုံးပေါင်းခြင်း6တိတိဒီ8ရယ်ဒီ8ရယ်နှလုံးပေါင်းခြင်း6တိတိဒီတုံညရယ်ဒီ9ရယ်နှလုံးပေါင်းခြင်း9တုံညလီအဒီနောက်ပြီးတော့ဗရိတ်ဖမ်းပြအောင်ပါနော်ဒီစီလို့ဒီ3ရယ်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 ဒီမှာဒီနှလုံး3နောက်တစ်နေ့မနက်နှလုံး3 4 9နှလုံး9ဒီချစ်ရယ်ဒီတည်အဖွင့်နေမှာနှလုံး9 6တုံးဒီ6ရယ်ဒီ9ရယ်နှလုံး50ဆိုပြီးထွက်တယ်ဒီ4ရယ်ဒီ2ရယ်နှလုံး6ပြိနှလုံး6 4နှစ်ဒီတုံညရယ်ဒီ1ရယ်ဒီတုံညရယ်ဒီ1ရယ်နှလုံးပေါင်းခြင်း1ကျွန်တော်8ထိတ်နေပြီပြန်မပြန်ခိုင်းဘူး89ဒီကွက်ကောင်း83 84ရမိန်အော်လို့83ပြီးတာဒီနှလုံး1ကတိပရိအဲ့လိုထင်ပြီး80နဲ့မှ3ပြီးတာ80ပြီးတာရောက်ဒီနှလုံးတွဲချမလားလို့80ပြီးတာ80နဲ့ပြီးတော့88ဆိုပြီးအပူနဲ့ပြီးတာကျွန်တော်84ပြီးတဲ့အကြောင်းရင်းကဒီ9ရယ်ဒီ9ရယ်ဒီ4ရယ်နှလုံးပေါင်းခြင်း9နေပြီလား9နှစ်ခါကပရိတ်6 4နှစ်ဆိုပြီးထွက်တယ်နော်နောက်ပြီးတော့ဒီတုံညနဲ့ဒီ1နဲ့ပေါင်းခြင်း1ပါ6ဆိုပြီး4နှစ်လို့ထွက်တယ်နောက်နေ့ဒီ4ရယ်ဆိုက်ကပင်တူထိပြီးနေလို့ကျွန်တော်နှစ်ပရိတ်ကို8 4ကိုဖမ်းတာဒီ4ရယ်ဒီတုံညရယ်နှလုံးပေါင်းခြင်း4နှစ်ခါကပရိတ်2လို့ပြီး80နှစ်ကို8ထိတ်ကြိုက်တာနှစ်နဲ့ဒီ9နဲ့ပေါင်းတော့မနက်နောက်ပိတ်နှစ်နဲ့ညနေတုံည9နဲ့ပေါင်းခွန်ပါဝါနှစ်ပရိတ်လို့ပြီးပြောင်းနေတဲ့နှစ်ပရိတ်84ဆိုပြီးကျွန်တော်83 84ကိုမင်းရောပြီးတာ89ဒီတကွက်ကောင်းအရန်ပြီးတာကျွန်တော်80 88 85 89 83ဆို89ဆိုပြီးကျွန်တော်အရန်ပြီးတာဒီပွဲမှာဒီမှာကျွန်တော်ခွန်ထိန်နဲ့ပြီးတာဘယ်လိုပြီးတာတော့ဒီမိတ်ဆွေတို့ပြမယ်နှလုံး9 6နဲ့3နဲ့နှလုံး9 9နှစ်ခါ6နောက်ပိတ်ကကြာတယ်နှလုံး6နှစ်ခါ9ထိတ်ကကြာတယ်နှလုံး8နှစ်ခါ1အပိတ်ကကြာတယ်နှလုံးခွန်နှစ်ခါတုံညထိတ်နဲ့တုံည9လို့ကြာတယ်နှလုံးတုံညနှစ်ခါခွန်ထိတ်90ဆိုပြီးကျွန်တော်ပြီးတာတုံညအပိတ်မလာဘူးလေကျွန်တော်ပြန်ပြအောင်မယ်4ပါပါ1 3 5နဲ့9တာ6နှစ်1နဲ့3လုံး9နော်3ပါပါ4တုံည4နဲ့8တာအဲ့ရှိက1ရယ်5ရယ်2ရယ်3လုံး8တာ1
1ပါဝါ6ရယ်2ရယ်8ရယ်3လုံးပေါင်းချင်း6ကိုဒီ1ရယ်ဒီ9ရယ်ဟာမှတုံညာလို့ကျွန်တော်ထည့်တာပြန်စရာမလိုဘူးဆိုပြီး30နဲ့80ကိုမုံထိုးခိုင်းတာကျွန်တော်တုံညာမလာဘူး2 38ကနေ38ကနေ39 30လို့ပြောမှာပေါ့တခြားစီ32ဆိုပြီးထားခုံပြောင်းမယ်မပေါက်ချင်လို့ရှိတဲ့ဘက်ကိုမွေးခြင်းနော်နှစ်ကွက်ထဲရှိတဲ့ဘက်ကိုမွေးခြင်းနှစ်ကွက်ထဲကျွန်တော်ဒီမှာရေးပြမယ်ရှိတဲ့ဘက်ကို30ရယ်85ဗုဒ္ဓဦးမကျော်ခိုင်းတဲ့ကွက်30နဲ့85မွေးထုံဗုဒ္ဓဦးမကျော်ဇာတော့မွေးဇာတော့မွေးဇာတော့မွေးတို့ကြပတ်တီးလို့ချင်းဒီမဲ့ဗုဒ္ဓဦးမကျော်ပဲပြီးကျွန်တော်ကမှစောက်ပြောနေနေလေးအင်္ဂါမကျော်ဘူးအင်္ဂါမကျော်ပတ်တီးနော်ဇာရုပတ်မချုံးရဘူးအင်္ဂါမကျော်6ရယ်တုံညာရယ်6တုံညာအင်္ဂါမကျော်ပတ်တီးတနေ့လာနေလာရင်6ကအပိတ်ကအားတာတယ်6နင်းလာနေလာ6ပိတ်ကအားတာတယ်တနေ့လာနေလာ6နောက်ပိတ်ကအားတာတယ်အင်္ဂါမကျော်ဘူး6တုံညာပတ်ဇာရုပတ်6တုံညာကိုဇာရုမနဲ့ပေါက်တရားထိုးညနေပေါက်နေရထိုးမချုံဘူးဇာရုပတ်မချုံဘူးချိုးရင်ကျုပ်ကိုလန့်ပြောကျုပ်ပတ်စံပြန်လွှဲပြီးကျွန်တော်ခင်ဗျားတို့ပြန်ပတ်စံလည်းတပြားမှမတောင်းဘူးကျွန်တော်စီနာအမှန်ကန်နဲ့ပြီးရခွန်ပြောင်းမှမလို့ခွန်ပရိနဲ့ပိတ်ပြီးတာတိချောက်မှတိချောက်ဒီမှာခွန်ပြောင်းမှမလို့ခွန်ပရိနဲ့ပိတ်ပြီးတိချောက်ပါဝါထွက်ထားတယ်ပါဝါနဲ့ပိတ်တယ်ပါဝါထက်တယ်ပါဝါပိတ်တယ်ဒီမှာ3လုံး2 4 8 3ည2အမှ2နောက်ပိတ်8 5 3လုံးပေါင်းခြင်း8 5ရယ်3ရယ်3လုံးပေါင်းခြင်း6က6နောက်ပိတ်ဒီမှာနှလုံးတုံးတစ်ထိဘာထဲတဲ့ပါဝါ10ခွဲဆိုင်ကျွန်တော်တတ်မနိုင်ဘူးကျွန်တော်လေခမရတို့ဖုန်းခေါ်ဆိုပြီးကျွန်တော်7ခွဲလောက်တော့အားတဲ့အချိန်လေးအိမ်ကိုပြန်လာပြီးလိုင်းပေါ်ဖုန်းနံပါတ်ကလေးလာတင်ပြီးပြီဒီမှခေါ်ပြီးဟိုကနံပါတ်ကဦးသိမ်းမခေါ်တယ်တခါကြီးရဲ့ကနန်းပေးဦးနဲ့လုံနိုင်လေးတော့တကွက်ထဲကျွန်တော်ဦးသိမ်းမြှောမိမလားလို့ပြချောက်တကွက်ထဲထိုးလို့ကျွန်တော်ပြောဘယ်မလို့30ကြီးကနေတင်းနေကနေတချောက်ပြောင်းတော့ကျွန်တော်လန့်ခေါ်တယ်ဦးသိမ်းကတခါကြီးပြီးတဲ့ကနန်းထွက်သွားကြီးရဲ့တချောက်ပေါက်လာဦးသိမ်းဆိုဒိုင်က3နာရီ40ဖြစ်နေလို့တဲ့ဒိုင်ကပါပါတကွက်တဲ့ဆိုတော့တဲ့ဦးသိန်းထိုးတော့မရောင်းဘူးတဲ့ပိတ်ပြီးလို့ပြောလို့တဲ့အဲ့လိုပြောကျွန်တော်ပတ်စံတယ်ကြားမှနေဘူးနောက်နေ့အဲ့ဦးသိန်းဖုန်းနံပါတ်ပြီးလှမ်းပြီးတော့မယုံရင်မေးကြည့်
ai u tin nhiều hả lá ya sai mà lý ye xi ye đồng nha ye đông lông nị bên đồ đi đông lông nị nị bệ đông lông chậu bệ nó lông đầu lý nó lông đầu đông lông chị bà 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 nó lông đầu bi bà má sinh ra làm đi chồng mà đi chợ ta mùi bầu đâu mới dầu ra đâu mùi đông tiền này shit rằng hả đông tiền này shit rằng ra đâu mùi đông bự em ngắm dầu sau này đồng nhà bắt chặt sau đồng nhà bắt đi em ngắm dầu ai sau đi đến là nhiều mình đã kêu nó bị cả cho bụng nhà ai sau vậy ngắm như này là má gì và che mùi vậy anh nói thì bien thôi mà biết đâu thì mà biết đâu bread được thôi chứ nó cắt thu à bien chả thu biết đâu bread được thôi thì mà biết đâu bread được má gì lì đi đông nhà đâu nè bread được biết đâu bread được thôi thì mình có cho nó thì cái nào được ra đâu mùi dạ đông thì chừng nào em ngắm cho bắt đi cháu đồng nhà em ngắm cho bắt đi cháu đồng nhà cho nó biết cái này à cho nó đi xe cho nó đèn xe miếng xe cha xe miếng alo cho nó ưu thị bản thân thì cho nó lấy món này produce xe mà bắt thành tập hát cho mà đau mu vào cho nó đủ tuột chặt đi rồi hồ lô lô đi rồi lâu nè sai cái gì đi ra lấy món cho nó xe đi cũng lên đi lùi đi nằm gì đi lùi theo hà đi mất thà ra đi qua cuộc biển này thâu ra thì mà béo mày shit nó cật đi cháu nó cật nên nó cật lì cho nó thì mà đông nhà thì cháu quá không là quá đông nhà đấy không là quá bây giờ thì bữa mà đông nhà cũ vậy đông nhà ngay đông nhà đông thì tha kìa pháp thuật đông nhà ngay thì mà đông thị bị đông thì tôi quật đông thì mà đông thị bị đông tôi quật đông shit rồi đúng mà nó là cho nó lên bây giờ thay cái ly bia mày nó lên mình lấy bia mày lấy bia xả ly gì bia mà cho nó bia là xin là xả ly gì xin là cho nó đi hay lô bia đi xin cho nó lấy mình lấy ly về tiền bia mày xin là xả cho nó gì cần hai ly đi thì cần hai ly xin là cần hai ly xin là cho nó gì bia là cần hai ly xin mà xí lì mà xin này cho nó vô cha bảo nó cho nó xin lúc xin thì ly về điều đi chạy bị sao lưu đi chạy bị đèn mà bắt sang lên mà đào bà bà chi mà lên mà cậu bà bảo bi mà lên mà nó đông thế này xem là chỉ được bao giờ đâu mình rất đông rất cho anh đông thế này xem là ra đâu mình
အင်္ဂါမကျော်ဘူးသူများရဗုဒ္ဓဦးမကျော်ပြီးတာကျွန်တော်အင်္ဂါမကျော်6တုံညပတ်တီဇာတို့ပတ်6တုံညကိုဇာတို့ပတ်အင်္ဂါမကျော်ဘူးနှလုံးတစ်လုံးလာအင်္ဂါမကျော်ဘူးနှလုံးတစ်လုံးလာ6တုံည6လိုင်းတနင်္လာနေ့လိုင်းနောက်ပိတ်လာဘူးများ6ကအင်္ဂါမကျော်ဘူး6တုံညပတ်တီဒီချာချာကြည့်ပါကျွန်တော်ကိုဆက်လေချင်းကျွန်တော်ပတ်ခဏလည်းမတောင်းဘူးနော်တုံညာကို66တိ4နှစ်တိဒီနေ့တိကိုဆက်တွေ့ပါfree ပြရနော် free ပြရနော်ကျွန်တော်ခင်ဗျားတို့တဘောတခုကျွန်တော်ပြီးတဲ့ခဏပေါက်ခဲ့ပေါ့ဗျာစီရနာကြီးပေါ့စီနာကြီးခင်ဗျားတို့စီနာကြီးကျွန်တော်ကိုဒီတုံညာကို66တိ4နှစ်တိကိုကျွန်တော်ဝေကအားတို့66တိ4နှစ်တိတုံညာ9နှစ်ကို66တိ4နှစ်တိတုံညာ9နှစ်ကိုစေနာကြီးအားတို့ပြီးကျင်လောက်ပြီးပေါ့စေနာကြီးပြီးလို့ရတယ်နော်ဒီမှာညာလာမသိဘူးညာလာမသိဘူးပြီးရင်စေနာကြီးပြီးရင်တုံညာကို66တိ4နှစ်တိတုံညာ9နှစ်ကျွန်တော်ဝေကောက်ဖွင့်ထားတယ်ဖုန်းနံပါတ်စကားလို့စေနာကြီးပြီးခြင်းတူများစေနာကြီးပြီးခြင်းတူများပေါ့နော်တုံညာကို66တိ4နှစ်တုံညာ9နှစ်ကိုကဏ္ဍနေပါလေလေဒီလန့်တောင်းနေရဒီဖုန်းနံပါတ်ကိုနော်ဒီဖုန်းနံပါတ်ကဏ္ဍနေပါလေလန့်တောင်းရပါတယ်